မင်္ဂလာပါဒီနေ့တော့အိမ်မှာပဲလွယ်လွယ်ကူကူနဲ့အရသာရှိတဲ့စက်သားယိုတီထုတ်လေးဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးမယ်နော်ကျန်းမာရေးနဲ့လည်းညီညွတ်ပြီးအချိန်ကုန်သက်သာတဲ့မနက်စာဒါမှမဟုတ်ညစာအတွက်အကောင်းဆုံးပါပဲအရင်ဆုံးကြက်သားကိုနှုတ်နှုတ်ဆင်းပြီးစားငရုတ်ကောင်းနွေးမှုန့်တို့နဲ့နေထားပါပြီးရင်ကြက်သွန်ဒီခရမ်းကျင်သည်ဆလရွက်တို့ကိုပပလီထားပါဒဲအိုးတဲ့စီနှဲငယ်ထည့်ပြီးနေထားတဲ့ကြက်သားကိုရွှေညိုရောင်တန်းလာတဲ့အထိကြော်ပေးပါရိုတီပြားပေါ်မှာဆလရွက်ကြက်သားကြက်သွန်ဒီခရမ်းကျင်သည်တို့တင်ပြီးကိုကြိုက်တဲ့ sauce လေးနဲ့ထုတ်လိုက်ရုံပါပဲကိုကြိုက်တဲ့ဟင်းသီးဟင်းရွက်တွေထည့်လို့ရသလိုမာရီနိတ်တဲ့အခါဟင်းခတ်အမွှေးကြိုင်မျိုးစုံလည်းသုံးနိုင်ပါတယ်နော်ဒီလွယ်ကူတဲ့ကြက်သားယိုတီထုံနည်းလေးကိုအိမ်မှာကိုယ်တိုင်လှူစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like share လုပ်ပေးပြီးကျွန်တော်တို့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်